ရွယ်ဒီမိသားစုထွက်တာတကိုယ်ဒီဘဝမှာအကိုကြီးဖယားအိမ်ခေါင်းငါမို့လုံခြုံစေရမေတ္တာကရုဏာအနစ်နာခံခြင်းများနှလုံးသားကလာချစ်ချင်းမေတ္တာတရားပေးကအဖေမရှိတဲ့နောက်မှာကိုကြီးကဒုတိယဖေပါမိသားစုတော်ကာယစီပမာအမောင်ညာရဲ့လဲစနာလာမင်းကြီးပမာလင်းရောင်နေပေးနားလဲမှုပေးချွေးနဲ့တွေ့နေရင်ငါဘာခုတီဆောင်ခဲ့တဲ့မေတ္တာတရားပေးစမှုတွေကများလူကချမ်းလဲနှလုံးသားနုနယ်လူသားအကိုကြီးတော့ဖာယာအကိုကြီးကဒုတိယဖေပါဒီမိသားစုတွေ့တာတခုဒီဘဝမှာအကိုကြီးဖယားအိမ်ခေါင်းငါမို့လုံခြုံစေရမေတ္တာကရုဏာအနစ်နာခံခြင်းများနှလုံးသားကလာချစ်ချင်းမေတ္တာတရားပေးကအဖေမရှိတဲ့နောက်မှာကိုကြီးကဒုတိယဖေပါမိသားစုတော်ကာယစီပမာအမောင်ညာရဲ့လဲစနာလာမင်းကြီးပမာအလင်းရောင်နေပေးနားလဲမှုပေးချွေးနဲ့တွေ့နေရင်ငါဘာခုတီဆောင်ခဲ့တဲ့မေတ္တာတရားပေးစမှုတွေကများလူကချမ်းလဲနှလုံးသားနုနယ်လူသားကိုကြီးတော့ဖာယာကိုကြီးကဒုတိယဖေပါအကိုကြီးတော့ဖာယာကိုကြီးကဒုတိယဖေပါ